တာကြီးလုံးနဲ့ United အသင်းသား2ဦးကိုအမိတက်ဖော်ထုတ်ခဲ့တဲ့လူဝစ်စာဟာအားထက်ကစားနေတဲ့ United တောင်ပန်ကစားသမားဂျေဒန်ဆန်ချိုနဲ့အန်တိုနီတို့ဟာကလပ်အသင်းပေါ်မယုံမသိလုပ်ခဲ့တယ်လို့ Manchester United အသင်းရဲ့ကစားသမားဟောင်းကြီးလူဝစ်စာဟာကဆွဆွဲပြောဆိုလိုက်ပါတယ်။ United ကဒီယာဒီရဲ့နေစည်းကပ်ထဲမှာဆန်ချိုကို Chelsea အသင်းစီစောင်းစည်းကပ်မှာတော့ Marcus Rashford ကို Aston Villa အသင်းစီနဲ့အန်တိုနီကို Real Betis အသင်းတွေစီအတီးတီးငှားချခဲ့ပြီးဆန်ချိုနဲ့ Rashford တို့ကိုအပြီးသက်ခေါ်ယူခွင့်တွေကိုပါထည့်သွင်းငှားချခဲ့တာဖြစ်ပါတယ်။ United ဘက်ကတော့ဒီကစားသမား3ဦးလုံးကို2025နိုဝင်ဘာအသင်းကနေအပြီးသက်ရောင်းထုတ်သွားခြင်းနေပြီး United ကစားသမားဟောင်းဆာဟာကတော့ Rashford, Sancho, Anthony တို့ထဲမှာ Rashford တဦးတည်းကိုသာအသင်းတီတောင်းလာနိုင်မဲ့အခြေအနေမျိုးရှိနိုင်တယ်လို့ပြောဆိုလိုက်ပါတယ်။ဆာဟာက Rashford ကဟုတ်တယ်။ Anthony ကတော့မထင်ဘူး။သူပြောခဲ့တာတွေလုပ်ခဲ့တာတွေမှန်မသိပေမဲ့လေးစားမှုမရှိတာကိုကြည့်ရင်ချစ်ချင်းမြတ်တာကိုလည်းမမြင်ဘူး။ဒါကြောင့်ဖြစ်နိုင်မယ်မထင်ဘူး။ Sancho လည်းအတူတူပဲ။နီးပြတယောက်မှရှိတတ်တဲ့ပြဿနာကအသင်းရဲ့အာရုံစူးစိုက်မှုကိုထိန်းထားရမှာဖြစ်ပြီးဒီကစားသမား2ဦး3ဦးလောက်ကိုပြန်လာပြီးမှန်ကန်တဲ့ပုံစံတကယ်ပါဝင်ဖို့သူတို့ရဲ့ကစားပုံကိုမှန်ကန်တဲ့ချင်းကပ်မှုလိုအပ်ပါတယ်။ဒါကိုတလားနလားပဲလုပ်ဖို့မဟုတ်ဘူး။သူတို့မရှိတဲ့အချိန်အတွင်းမှာဒီမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုသူတို့တကယ်နားလည်ဖို့လိုတယ်။ဒါကြောင့်သူတို့ဆက်နေနိုင်မယ်လို့တန်တရားရှိတယ်။ဘာလို့လဲဆိုတော့သူတို့အသင်းမှာအခွင့်အရေးရခဲ့တဲ့အချိန်မှာအတကြီးလွန်းတာဒါမှမဟုတ်လာရောညီတွေမဖြစ်နိုင်တာတွေတွေ့ခဲ့ရတယ်။လူတွေကအချိန်တစ်ခုနဲ့လာရောညီတွေဖြစ်ဖို့လိုတယ်လို့ပြောခဲ့ပါတယ်။နီးပြရူဘင်အမေရီရဲ့ Manchester United အသင်းဟာလာမယ့် AB လ1ရက်နေ့မှာPremier League ပွဲစဉ်အဖြစ်အမှတ်ပေးစရာကအဆင့်3နေရာရပ်တည်နေတဲ့ Nottingham Forest အသင်းနဲ့အဝေးကွင်းပွဲချက်အဖြစ်ရင်ဆိုင်သွားရမှာဖြစ်ပြီးဒီပွဲပြီးတာနဲ့ Manchester Derby ပွဲကိုလည်းစားရအောင်မှာဖြစ်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေကိုမပြတ်တမ်းကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ကြဖို့မမေ့ပါနဲ့။အားလုံးကိုကျေးဇူးတင်ပါတယ်။